ဒီနေ့က2000ပြည့်နှစ်ဩဂတ်စ်လ12ရက်ကာလီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့မီဇီဆန်ချက်စ်လို့အမည်ရတဲ့ကောင်မလေးရဲ့အသက်8နှစ်ပြည့်မွေးနေ့တမိသားစုလုံးကချီရတဲ့ကလေးမလေးမလို့သူမရဲ့မွေးနေ့ကိုအကြီးကျယ်အခမ်းအနားဆုံးမွေးနေ့ပါတီကြီးပြုလုပ်မယ်ဆိုပြီးတော့မိသားစုတွေကပျော်ရွှင်စွာနဲ့ပြင်ဆင်နေခဲ့ကြတာဒါပေမဲ့ကောင်မလေးကမွေးနေ့မတိုင်ခင်မနက်အစောကျောင်းကိုသွားပြီးတဲ့နောက်အိမ်ကိုလုံးဝပြန်ရောက်မလာခဲ့တော့ဘူး။အဲ့ဒီနောက်နေ့တွေရက်တွေလတွေအများကြီးကုန်လွန်သွားခဲ့ပေမဲ့ကလေးမလေးရဲ့အရေးအရာကိုတော့မတွေ့ရပဲပျောက်ဆုံးသွားခဲ့ပါတယ်။တကယ်တော့ကယ်လီဖိုးနီးယားပြည်နယ်မှာမီဇီဆန်ချက်စ်လိုမျိုးအသက်9နှစ်10နှစ်အရွယ်ကောင်မလေးတွေပျောက်ဆုံးနေတာတော်တော်လေးများနေပြီ။10ယောက်9ယောက်10ယောက်လောက်တောင်ရှိနေပြီလို့သိရတယ်။ဒါတော့မှမသိလိုက်ဘဲနဲ့ပျောက်သွားတဲ့ကလေးလေးတွေလည်းရှိသေးတယ်။တိတိကျကျပြောရမယ်ဆိုရင်မီဇီဆန်ချက်ကလေးမပျောက်ဆုံးခင်လွန်ခဲ့တဲ့12နှစ်လောက်တုန်းကအမ်ဘာအမည်ရတဲ့ကောင်မလေးတစ်ယောက်လည်းပျောက်ဆုံးသွားခဲ့တယ်။ဒီကောင်မလေးကမိဘတွေရဲ့ကြွယ်ရမှာနေပြီးတော့ပျောက်သွားခဲ့တာမဟုတ်ပဲအိမ်ရှိမြက်ခင်းပြင်ပေါ်မှာစော့ကစားနေရင်းကနေအစအနရှာလို့မရအောင်ပျောက်ဆုံးသွားခဲ့တာ။ဒါတော်တော်လေးထူးဆန်းပေမဲ့ရဲတပ်ဖွဲ့ဝင်တွေကတော့နောက်ွယ်ကဘသူရှိနေလဲကလေးမလေးဘဲကိုရောက်သွားလဲအသက်ရှင်နေသေးလားတည်ဆုံးသွားပြီလားဆိုတာကိုမဖော်ထုတ်နိုင်ခဲ့ကြပါဘူး။အဲဒီနောက်ဂျားထဲမှာလည်းကလေးတွေအများကြီးပျောက်သွားခဲ့သေးတယ်။မီဇီဆန်ချက်စ်မပျောက်ဆုံးခင်တစ်နှစ်အလို1999ခုနှစ်မှာလေဇီယာနာအမည်ရတဲ့ကောင်မလေးကသူ့ရဲ့အသက်9နှစ်ပြည့်မွေးနေ့လေးပြုလုပ်ဖို့ပြင်ဆင်နေတဲ့နေ့မှာပဲပျောက်ဆုံးသွားခဲ့ပြန်တယ်။အဲဒီနေ့ကတော့သူမကိုဓာတ်စီဆိုင်နားလေးမှာအမျိုးသားတစ်ယောက်နဲ့စကားပြောနေတာတွေ့လိုက်ပါတယ်ဆိုပြီးတော့မျက်မြင်သက်သေတချို့ကပြောပြခဲ့သေးတယ်။ဒါပေမဲ့လည်းထုံးစံအတိုင်းပဲအဲဒီနောက်ဘာသင်းလွန်စဘာသက်သေအထောက်အထားမှထပ်ပြီးတော့မရတော့ဘဲနဲ့ဒီကလေးပျောက်ဆုံးတဲ့အမှုတွေကိုဒီအတိုင်းပဲထားခဲ့ရတယ်။အခုလည်းအသက်10နှစ်ပြည့်မွေးနေ့ပွဲလေးကျင်းပဖို့ပြင်ဆင်နေတဲ့မီဇီဆန်ချက်လေးကပျောက်ဆုံးသွားခဲ့ပြန်ပါပြီ။မိသားစုဝင်တွေလည်းအရန်ကိုဝမ်းနဲ့ပူဆွေးနေရတယ်။အထူးသဖြင့်ဖခင်ကြီးဟာဆိုရင်တော်တော်လေးဝမ်းနေပြီးတော့သူ့သမီးလေးကိုပဲပြန်ရှာပေးပါသမီးလေးကိုတစ်ခေါက်လောက်တွေးခွင့်ရရင်ပဲကျေနပ်ပါပြီကြံတာဘာမှမလို့ချင်ပါဘူးရှိသမျှအကုန်ပေါ်အောပြီးတော့ပေးပါမယ်သမီးလေးကိုပြန်ရှာပေးပါလို့နေ့စဉ်နေ့တိုင်းငိုပြီးတော့တောင်းပန်နေခဲ့တယ်ရဲတပ်ဖွဲ့တွေကလည်းမရှာပေးတာတော့မဟုတ်ဘူးသူတို့လည်းနီးလန်းမျိုးစုံတုံးပြီးတော့ရှာဖွေနေခဲ့တာဒါပေမဲ့လူသက်သမားကပဲအပုံတော်တာလားရဲတွေကပဲညံ့တာလားကလေးလေးရဲ့အရေးအယောင်ကိုလုံးဝကိုမတွေ့ခဲ့ရပါဘူးကလေးလေးပျောက်ဆုံးသွားခဲ့တာကလည်းတော်တော်လေးထူးဆန်းနေအဲဒီနေ့ကမွေးနေ့ပွဲလေးဖြစ်တာကြောင့်မလို့သမီးလေးမစ်စီကကျောင်းမသွားချင်ဘူးအိမ်မှာပဲမွေးနေ့ပါတီကိုမိသားစုတွေနဲ့အတူတူပြင်ဆင်ပါမယ်ဆိုပြီးတော့အမေကိုပူဇော်ခဲ့သေးတယ်။ဒါပေမဲ့မိခင်ကတော့သမီးလေးကျောင်းပြန်လို့မရဘူး။မနက်ပိုင်းကျောင်းကိုသွားလိုက်သမီးကျောင်းကပြန်ရောက်လာတာနဲ့သမီးအတွက်အခမ်းအနားဆောင်မွေးနေ့ပါတီကြီးအစဉ်သင့်ဖြစ်နေစေရမယ်လို့သမီးကိုချော့ပြီးတော့ပြောခဲ့တယ်။ဒါနဲ့မစ်စီလေးကလည်းကျောင်းသွားခဲ့တယ်။ကျောင်းကပြန်လာမယ့်အချိန်မှာတော့ညနေ4နာရီလောက်ဆိုပြန်လာနေကြကလေးမလေးကအိမ်ကိုလုံးဝပြန်ရောက်မလာခဲ့ဘူး။ဒါနဲ့မိဘတွေလည်းအရင်စိတ်ပူပြီးတော့အကျောင်းကိုဖုန်းဆက်ကြည့်တော့လေကျောင်းကနေထွက်သွားပြီလို့ပြောတယ်။ဒါနဲ့တငယ်ချင်းတွေအိမ်ကိုဖုန်းဆက်ကြည့်တော့လေတငယ်ချင်းတွေကလည်းသူတို့အိမ်ကိုကလေးမလေးပါမလာခဲ့ဘူးလို့တညီတညွတ်ထဲပြောကြတယ်။မိဘတွေကဒါနဲ့လက်မခံနိုင်သေးဘူး။ရက်ွက်ထဲမှာရှိသမျှအိမ်တွေတငယ်ချင်းအိမ်တွေအကုန်လုံးကိုတက်အိမ်တက်ဆင်းလိုက်ပြီးတော့ရှာဖွေပြန်တယ်။ဒါပေမဲ့ဘယ်အိမ်မှကလေးလေးရဲ့အရေးအယောင်ကိုလုံးဝမတွေ့ခဲ့ဘူးဘသူကမှလည်းမစ်စီလေးကိုဘယ်ရောက်သွားလဲဆိုတာမသိခဲ့ကြဘူးရဲစခန်းကိုတိုင်ပြီးတော့ရဲတွေနဲ့အတူတူရှာဖွေကြည့်တော့လဲအတူတူပဲဘာမှထူးထူးခြားခြားတက်တဲ့အထောက်အထားသဲလွန်စားတစ်ခုခုတောင်မှမတွေ့ခဲ့ဘူးကလေးလေးကကျောင်းကနေအိမ်ကိုပြန်လာတဲ့လမ်းမှာပဲပျောက်သွားတာဆိုတာသိပါရဲ့နဲ့တက်တဲ့အထောက်အထားတစ်ခုမှမတွေ့ရဘူးဆိုတာကတော့ဒီနေ့ခေတ်လိုမျိုးနည်းပညာတွေလည်းမထွန်းကားသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်ဒီလိုနဲ့ပဲနေ့တွေရက်တွေတရက်ပြီးတရက်ကုန်သွားတယ်လတွေလည်းအများကြီးကုန်ဆုံးသွားခဲ့တယ်ကလေးမလေးမစ်စီရဲ့အရေးအယောင်ကိုလုံးဝမတွေ့ရဘူးဒီလိုမျိုးမျောလင်းချက်ကင်းမဲနေတဲ့အချိန်မှာပဲရဲစခန်းကိုပုံကောတစ်ခုဝင်လာခဲ့တယ်ဖုန်းဆက်လာခဲ့တာကအမျိုးသားတစ်ယောက်သူကရဲတွေကိုအလောတကြီးနဲ့ဒီလိုမျိုးပြောခဲ့တယ်ကျွန်တော်ရဲ့ကားရှိကိုကောင်မလေးတစ်ယောက်ခုန်ဆင်းလာခဲ့တယ်ဒီကောင်မလေးကအရန်ကိုကြောက်လန့်နေပုံပေါ်တယ်ပုံမှန်မဟုတ်ဘူးသူမကပြန်ပေးဆွဲခံထားရတယ်
နောက်ပြီးသူမကိုမဟုတ်တာတွေလည်းလုပ်နေပါတယ်ဆိုပြီးတော့စိုးရိမ်ထိတ်လန့်နေတဲ့ပုံစံနဲ့တတူးတူပြောနေတယ်။ဒါကြောင့်မလို့ရဲတွေကိုဖုန်းလှမ်းဆက်ခဲ့တာ။ဒီအခါမှာရဲတွေလည်းတော်တော်လေးအံ့ဩသွားခဲ့တယ်။ကလေးမလေးရဲ့နာမည်ကိုများသိလို့ရမလားဆိုပြီးတော့ဖုန်းဆက်လာတဲ့အမျိုးသားကိုမေးမြန်းလိုက်တဲ့အခါမှာကလေးမလေးကသူ့ကိုယ်သူမေစီစန်းချက်ဖြစ်တယ်လို့ပြောခဲ့တယ်။ဒါနဲ့ရဲတွေလည်းအရန်အားတက်သွားပြီးတော့အဲ့ဒီအမျိုးသားဖုန်းဆက်တဲ့နေရာကိုအပြေးအလွှာသွားခဲ့တဲ့အခါမှာလွန်ခဲ့တဲ့လများစွာတည်းကပျောက်ဆုံးနေတဲ့ကောင်မလေးကိုပြန်တွေ့ခဲ့ကြတယ်